လူမချမ်းသာခြင်းဘူးစိတ်ပဲချမ်းသာခြင်းဘာလောက်ရမလဲဆိုပြီးတော့မှ comment မှာမေးလာတယ်ပေါ့နော်အဲ့ဒါတွေကိုဆရာဖြေပေးမယ်အမှန်တကယ်တော့ပြောရမယ်ဆိုရင်လူချမ်းသာခြင်းစိတ်ချမ်းသာမှုကိုပေါ့တဲ့အများကြီးပေးနိုင်ဥပမာဘာလို့လဲဆိုတော့နေမကောင်းဖြစ်တဲ့အချိန်ကျရင်ငွေတွေလူလာတယ်ပေါ့နော်တမာတိမရှိသေးတဲ့အတွက်ကြောင့်မို့တရားမမှတ်နိုင်သူတရားမမှတ်နိုင်တဲ့ကြောင့်မို့စေးဒီဆရာဝန်တွေမိခိုရတယ်အားထားရတယ်ပေါ့နော်အားကြောင့်မို့အဲ့လိုအနေထားမျိုးမှဆိုရင်ဆရာတို့ကငွေတွေမှမရှိဘူးဆိုရင်တော့ကျမရေးပိုင်းမှာစင်ပီတလူနဲ့ကုပေးနိုင်မှာမဟုတ်ဘူးမကုပေးနိုင်တဲ့အတွက်ကြောင့်အဲ့နေရာမှာစိတ်ဆင်းရဲရလိမ့်မယ်ဒါတေချာပေါက်စိတ်ဆင်းရဲရလိမ့်မယ်ဒါလူချမ်းသာမှမဟုတ်ဘူးလူဆင်းရဲမှမဟုတ်ဘူးပေါ့နော်ဒီလိုမဆိုအဲ့နေရာမှာငွေသုံးဖို့လိုအပ်တယ်ပေါ့နော်ဒီတော့ကဆရာတို့ကအဲ့နေရာမှာဆိုရင်လူမချမ်းသာဘူးဆိုရင်အဲ့နေရာမှာစိတ်မဆင်းရဲအောင်ထားနိုင်ဖို့ကတော်တော်လေးကိုမှတရားပေါက်ရောက်ထားတဲ့သူကြမှာအဆင်ပြေမှာတရားမပေါက်ရောက်ထားဘူးဆိုရင်နည်းနည်းလေးလောက်မှသမင်းစားတဲ့ခါမှာအရသာပြတ်သွားတာပုံမှန်နေတာနေမဟုတ်ဘူးပြီးလို့ရှိရင်ဒီကြောပူနားပူခြေပူစသည်ဖြစ်ပေါ်တော့အဲ့လိုအနေထားမျိုးမှာဆိုရင်တော့ဒါတော့မှစိတ်ကိုတော်တော်လေးထိရမယ့်အနေထားမျိုးမယုံရင်တော့ကိုအဲ့လိုမျိုးဒီနေမကောင်းမဖြစ်ပဲနဲ့အခုဒီဗီဒီယိုကိုကြည့်ပြီးချင်းပေါ့ဒီကျန်းကနေလှည့်ချလိုက်ကြားနေလှည့်ချပြီးလို့ရှိရင်ဒီတိုင်းပဲဘာမှမလုပ်မချပဲနဲ့ဒီနေမကောင်းတလိုမျိုးဘာမှမလုပ်မချနိုင်တဲ့သူတလိုမျိုး9မိနစ်လောက်နေကြည့်လိုက်ဘယ်လောက်ထိကိုနေနိုင်လဲပေါ့အခုဆရာပြောနေတာဒီလူချမ်းသာအောင်အရင်လုပ်ဖို့လူချမ်းသာအောင်စူးစမ်းလုပ်ကင်ဖို့ဆရာဖိပြီးတော့ပြောပေးနေတာမဟုတ်လူလည်းချမ်းသာရမယ်စိတ်လည်းချမ်းသာရသွားရမယ်ဆိုတဲ့နီးလန်းလည်းကိုသွားလို့ရတယ်တူသွားလို့ရတယ်တဘောတရားပေါ့နော်အဲ့ဆိုလောကီလောကုတ္တရာဒီတကယ်လို့နောက်ဆုံးအချိန်ကိုစွတ်လို့ချင်တဲ့အချိန်နိဗ္ဗာန်ဝင်ရတော့မယ့်အချိန်ဆိုရင်တော့တူသွားလို့မရဘူးတလန်းပဲရွရမယ်လောကုတ္တရာတလန်းပဲရွရမယ်လောကီဘက်မှာရွေးလို့မရဒါပေမဲ့ပါရမီဖြစ်နေတဲ့အနေအထားမျိုးမှာပါရမီဆိုတာကကိုလှုပ်သွားနေတဲ့အနေအထားမျိုးမှာဆိုရင်တော့လောကီလဲကိုစွတ်လို့မရဘာဖြစ်လို့ဆိုတော့အဲ့လောကီကလောကုတ္တရာအတွက်ကို support တင်လာပဲဥမာထားလိုက်ဆရာတို့ကနေပြီးတော့မှတရားတော်ထိုင်ခြင်းနေဆိုရင်ကိုယ့်ရဲ့နောက်ကျောင်းတွေကဒါမှမဟုတ်ကိုယ့်ရဲ့နောင်ရေးတွေစိတ်ပူပင်မှုမရှိရအောင်ဒီလိုပတ်စံမှမရှိဘူးဆိုရင်ကိုယ့်ရဲ့ပိတ္တစုတွေကိုစိုးရင်ရတယ်ကိုယ်သားသမီးကိုစိုးရင်ရတယ်ဟုတ်ပြီအဲ့လိုမျိုးတရားကိုလည်းပဲဆက်ချလက်ချနဲ့မဝင်နိုင်ကြဘူးပေါ့နော်တချို့ကြပါပေါ့နော်ချို့ကြတော့ဝင်ဖို့အချိန်တောင်မှမရှိကြဘူးဒါကြောင့်မို့ဆရာပြောရဲဆိုတာကလူချမ်းသာတာဒီလောကုတ္တရာအတွက်ဒီစိတ်အေးချမ်းသာမှုအတွက်ပေါ့နော်အရန်ကို supporting ပေးနိုင်တဲ့အရာတစ်ခုဖြစ်တယ်အဲကြောင့်မို့အဲ့ပိုင်းမှာအမြင်မမှားစေနဲ့ဆရာအရင်ဆုံးပြောကြစေခြင်းနဲ့ကဲဒါဆိုရင်တော့ချို့ကြတော့ဘလို့ပဲပြောလူမချမ်းသာခြင်းဘူးစိတ်ပဲချမ်းသာခြင်းတာပေါ့နော်အဲ့လိုလူမျိုးအုပ်စုတစုဆိုတာရှိတယ်ဒီတော့ဆရာပြောပြပေးမယ်စိတ်ချမ်းသာခြင်းအဓိကလုံးမဲ့အရာဒီပါလဲဆိုတော့ဆွလို့ခြင်းပဲဆွလို့ခြင်းဒီအရာတိုင်းကိုအောင်မြင်တယ်ပြီးလို့ရှိရင်ဆွလို့ခြင်းဒီချမ်းသာဆုံးအရာတစ်ခုဖြစ်စိတ်အချမ်းသာဆုံးအရာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ကိုကနေပြီးတော့ဆွလို့နိုင်အောင်ကိုလေ့ကြည့်ပြရမယ်အဲကြောင့်မို့ဆွလို့နိုင်ဖို့ကအောက်ပြီးဆရာတော်ရဲ့တရားထဲမှာလည်းအများကြီးပါတယ်တချို့စာအုပ်ထဲမှာလည်းအများကြီးပါတယ်ကိုကနေပြီးတော့မှဖတ်ရှုပြီးတော့မှလေ့လာကြည့်သုံးပြီးတော့မှတဖြည်းဖြည်းပေါ့နော်ကိုယ့်ဘာကိုအဲ့လိုမျိုးကောင်းတစ်ထက်ပိုပြီးတော့ကောင်းလာအောင်ကြည့်သုံးပါဆရာနေပြီးတော့ကြံပြောစေချင်တယ်ဆရာဘလောက်ပဲပြောအမြင်တွေကွဲတဲ့သူရှိမှာပဲတချို့ကပါလဲဆိုတော့လူမချမ်းသာခြင်းဘူးစိတ်ပဲချမ်းသာခြင်းတဲ့လူအုပ်စုတွေရှိတယ်အဒီတော့ဆရာကနေပြီးတော့မဟုတ်ပြီအဲ့ဒီလူအုပ်စုတွေအတွက်ကိုစိတ်ချမ်းသာဆုံးဖြစ်ကျင်တယ်ဆိုရင်လောက်ရတဲ့အရာတစ်ခုဒီပါလဲဆိုတော့ဆွလို့ခြင်းပဲကဲလို့မှမဆွလို့နိုင်လို့ရှင်စိတ်ချမ်းသာမှုဘယ်လို့မှမရရှိနိုင်စိတ်ချမ်းသာမှုမှာဆိုလည်းပဲသူ့ရဲ့ level step ဆိုတာရှိတယ်ဥပမာထားလိုက်ဒီတရားစကားနဲ့ပြောလို့ရှိရင်တော့ဒုလသောတာပန်မဟာသောတာပန်တရာကံအနာကံယန္တာဆိုတဲ့သူ့ရဲ့ level ဆိုတာရှိဆရာတို့ကနေပြီးတော့မှပုထုဇဉ်အစီလောက်ပဲဆိုရင်တော့ဆရာတို့ကဆွလို့နိုင်ဖို့ကဒါအင်မတန်မှခက်ခဲတဲ့အရာတစ်ခုဖြစ်တယ်ဒီတော့ကဆရာတို့ကနေပြီးတော့မှဘာကိုစွတ်လို့မလဲပေါ့ဒေါသမောဟလောဘကိုစွတ်လို့မလားဒါမှမဟုတ်တဏှာကိုစွတ်လို့မလားဒါမှမဟုတ်ကိလေသာကိုစွတ်လို့မလားပေါ့နော်အဲ့လိုမျိုးကိလေသာစွတ်လို့နိုင်တဲ့အစိတ်တိုင်းဟန်တာတွေလောက်ပဲရှိတယ်ဆရာတို့ကနေပြီးတော့မှဒါကိလေသာတွေအကုန်လုံးကိုမပယ်ပြတ်နိုင်ဘူးမစွတ်လို့နိုင်ဘူးဒီတော့ကဆရာတို့ကစွတ်လို့နိုင်တဲ့လောက်ကိုစွတ်လို့ပြရမယ်အရင်ဆုံးဘယ်ကနေစွတ်လို့ရမလဲဆိုရင်ဒေါသလောဘမောဟအဲ့ဒီအရာ၃ခုကနေပြီးတော့အခြေခံထားပြီးတော့မစွတ်လို့ရမယ်တစ်နေ့တစ်နေ့ပို့ပြီးတော့မှစွတ်လို့နိုင်အောင်လေ့ကြည့်ပြရမယ်နေ့စဉ်နေ့တိုင်းပုံမှန်မြင်တွေ့တဲ့အရာတွေအပေါ်မှာပေါ့နော်ဒီအရာကိုမြင်လိုက်လို့ရှင်အများနဲ့စိတ်တွေပူလောင်တယ်အများနဲ့အမလို့အမရတွေဖြစ်တယ်ဒါလေးတွေလှုပ်ချင်တယ်လှုပ်မရတဲ့အတွက်ကြောင့်မို့ဒေါသတွေဖြစ်တယ်အဲ့ဒီဒေါသတွေကိုနည်းနည်းပါးပါးရော့ကြလာအောင်ရှားတို့ဘာလို့မလဲလေ့ကြည့်ပြန်လေ့ကြည့်တဲ့နည်းဒီဘာလဲဆိုတာတချို့ကြတော့အာနာပါနတတိနဲ့တရားထိုင်တယ်နောက်တချို့ကြတော့ကိုနှုတ်ကလေးနဲ့ပေါ့နော်ဒီနေ့ဒီအချိန်မှာငါကဒါလေးကိုလှုပ်မခဲ့တချို့ကနှုတ်ကလေးနဲ့ရေးခဲ့တယ်အကောင်းဆုံးနီလန်းကကြတော့ဘာလဲဆိုတော့အာနာပါနတတိပဲပေါ့နော်အာနာပါနတတိဆိုတာဒီဝင်လေထွက်လေမှတ်ရုံနဲ့ကတတိကပို့ပြီးတော့ကောင်းလာတယ်အသမာဓိပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ဒါကြောင့်မို့ကိုယ်ကနေပြီးတော့မှဟုတ်ပြီလူကချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေစိတ်ချမ်းသာခြင်းနဲ့ဆိုရင်တော့လောက်ရမဲ့နီးတနည်းသည်ပါလဲဆိုတော့ဖြစ်သမျှအရာပေါ်မှာဒေါသမောဟလောဘအဲ့ဒါလေးတွေကိုတော့ချနိုင်ဖို့လေ့ကြည့်ပေးရမယ်လေ့ကြည့်တဲ့နေ့ကကြတော့နေ့စဉ်နေ့တိုင်းမနေ့တစ်ချိန်ညတစ်ချိန်အာနာပါနတတိနော်မနေ့10မိနစ်ညနေ10မိနစ်တကယ်လို့ဟုတ်ပြီအချိန်ရသေးတယ်ဆိုရင်ကောင်းတာလေဆိုရင်တော့မနေ့15မိနစ်ညနေ15မိနစ်ပြီးလို့ရှိရင်မနေ့နိုင်ရွက်ညနေနိုင်ရွက်ပြီးလို့ရှိရင်မနေ့တနာရီညတနာရီအဲ့လိုမျိုးကိုကနေပြီးတော့နေ့တိုင်းပုံမှန်လုပ်ပြီးနိုင်တယ်ဆိုရင်
ဖြည်းဖြည်းနဲ့လူရဲ့ဒေါသတွေလူရဲ့လောဘတွေလူရဲ့မောဟတွေဖြည်းဖြည်းနဲ့ညော့သွားလိမ့်မယ်အဲ့လိုမျိုးညော့သွားပြီလို့ရှိရင်ကိုကိုယ်တိုင်လည်းခံစားရလိုက်မယ်အော်ငါရဲ့စိတ်တွေတဖြည်းဖြည်းနဲ့နူးညံ့တိမ်မွေ့လာပါလားဆိုပြီးတော့မြင်ရလိုက်မယ်အဲ့ဒီအချိန်မှာမြင်ရလို့ရှိရင်ကိုကိုအလိုလိုနဲ့ထမ်းတာလာလိမ့်မယ်အပြင်လောကရဲ့အထောက်ပံ့ရှိစရာမလိုဘဲနဲ့ကိုယ့်ဘာကိုယ်နဲ့ကိုစိတ်အေးချမ်းသာမှုတွေရရှိလာလိမ့်မယ်ဒါကြောင့်မို့အခုဆရာပေးလိုက်တဲ့နီလန်ဒီလက်လောက်ရှိလိုက်ပါပြီးလို့ရှိရင်အခုဒီဗီဒီယိုကိုကြည့်ရှုနေသူတိုင်းကိုအတွက်အကျိုးရှိလို့ရှိရင် save တွေလောက်ထားနိုင်ပါတယ်ပြီးလို့ရှိရင် share လဲ share သွားနိုင်ပါတယ်အားလုံးအထူးကျေးဇူးတင်ပါတယ်